တော်လန်ရဲ့ကိုဖြက်လို့ဖြက်စီအောင်ငါတို့အမေကသေပြီးကျိန်နေတဲ့ဖေလိုမမြကြဖြူပေတင်ဆရာမလို့ခွေးမလို့ဟောင်းနေတဲ့ကောင်မနော်ဒါတော့ချင်းပြည်နယ်ကချင်းဘောမသူ့ရဲ့နာမည်ကတော့မတ်စုပေါ့နော်နောက်တယောက်ကျတော့ငါတို့အမေစုကသေပြီးကျိန်နေတဲ့ဖေဖာတရားလိုမနော်အမျိုးရောက်မနော်ဘာလူမျိုးပဲဘာသာငါမပြောတော့ဘူးနော်ငါပုတုကိုပြောတာလဲသူနာနေတယ်ပုတုကဒလန်ဖြစ်လို့နော်တခိုးလူလိမ်လူညာဖြစ်တဲ့အတွက်ကြောင့်ငါပြောတာဒီဖေလိုမနာနေတယ်โอเคနော်โอเคမမို့စပြောတော့မယ်နံပါတ်1ဘောမကျုကိုမဆုလို့မခေါ်ဘူးမကျုကိုမမို့အရင်စောင်းမမယ်နော်မမို့အရင်စောင်းမမယ်ဘာသာဆိုတော့ဒီဖေလိုမရဲ့ပစပါသူ့ကိုသူပြောလိုက်လို့ဆိုရင် तू ကဘောမမဟုတ်ဘူးတဲ့နေပြောတယ်နေကဘောမမဟုတ်ဘူးဆိုရင်နေကဖာပစတဲ့မှာထောက်ဖို့တွေကိုနေခွက်ခောက်လို့မခေါ်ဘူးနော်ခွက်ခောက်လို့နေခေါ်တဲ့ကတည်းကနေကဘောမအောက်ဒန်ဆာမစစ်ဖြစ်သွားပြီသူ့ရဲ့နာမည်ကမဆုလို့သူများခေါ်တယ်နော်မမောသူ့ကိုမကျုလို့ပဲခေါ်မယ်နော်မကျုဖေလိုမကျုနော်ပြောထားမယ်နော်ငါတို့နိုင်ငံသားထောက်ဖို့တွေကနော်နေကခွက်ခောက်လို့နေပြောကြတဲ့ကနေကဘောမစစ်အောက်ဒန်ဆာမစစ်ပဲမအလားလီးငုံတဲ့ဘောမစစ်ပဲโอเคနော်ဟုတ်တယ်ထားလိုက်ပါတော့ငါတို့သာမခောက်လို့စင်ငါတို့သာအလူမခံလို့စင်နေကလိုးလင်စစ်ခွေးတွေကမသေးဘူးနော်တနိုင်ငံလုံးပတ်ကျဲနေတဲ့နေ့ကအဘမအေလို့မင်းအောင်လိုက်စစ်ခွေးစတာအာနာယူရမသိဘူးငါတို့တွေခွက်ခောက်မှအလူခံမှနေ့ဘာတွေကသိမှဖေလို့မရဲ့အမလေးငါတို့တွေကငွေတွေဘောင်းတာလားလိန်တာလားဖေလို့မနေပြောတယ်ဗါလဲငါတို့သာလိန်လို့စင်သွေးအိမ်တော့သိမှတဲ့ငါကြိမ်မဲ့ဖေလို့မငါသာပြည်သူလူထုရဲ့ငွေကိုလိန်စားညာစားလို့စင်ငါအသေးချင်းဆိုနဲ့သေပါစေဒါပေမဲ့ငါမလိန်စားမညာစားဘူးဆိုရင်နေဆိုတဲ့ဖာတယ်မဖာတရားလို့မတဆွေလုံးတစ်မျိုးလုံးအသေးချင်းဆိုနဲ့သေပါစေဘွားစစ်တဲ့စနခွေးမျိုးပဲဖြစ်ရပါစေပိုက်တာမပဲဖြစ်ရပါစေငါဆုတောင်းတယ်ငါကြိမ်တယ်โอเคနော်ငါတို့နိုင်ငံသားထောက်ဖို့တယ်လေလိန်စားလို့စင်လေငါတို့ဖီဒီအပြလီတစ်ချောင်းပဲစီမှာတနက်ကံတော့နေ့လိုးလင်စစ်ခွေးတွေကိုနေ့တိုင်းညတိုင်းမတိုက်ဘူးနေ့ဘာစစ်ခွေးစကားအလုံး1000အလုံး2000မပါသွားဘူးနေ့ဘာစစ်ခွေးတွေမျိုးအလုံး100ကျော်မပါသွားဘူးကွာနော်အဲကြောင့်ဘာဖြစ်လို့နေ့ဘာစစ်ခွေးတွေကကြောက်ပြီးတော့လာပြီးတော့အလင်းဝင်တာလဲဘာဖြစ်လို့နေ့ဘာတွေကစကန်တွေမျိုးတွေအများပြဆုံးတာလဲငါတို့လူခန္ဓာငါတို့မစားလို့ငါတို့မခိုးစားလို့ရတဲ့ငွေတိုင်းနေ့ဘာသေဖို့တက်ငါတို့လက်နဲ့ခံတွေပို့ပေးတာဖေလို့မတာနေသိဖို့နော် PDF ကိုမထောက်ပံ့ဆိုရင်ပြဿနာမရှိဘူးတော်လန်ရက်ကိုမကူညီချင်တဲ့ပြဿနာမရှိဘူးအမှန်တရားလို့ပြောနေဖေလို့မနော်ထောက်ဖို့တွေကိုခွက်ခောက်လို့ပြောကြတဲ့က PDF ကိုမထောက်ခံတဲ့လို့လိုက်ပြီးတော့ချိန်ချောက်ကြတဲ့ကနေကဖာတယ်မဘောမအောက်တန်သမားစစ်ပဲအဲ့ဒါနိကိုနေသိနော်နေရဦးလေးတောင်မှဒလန်ဖြစ်တယ်ဖေလို့မစကားစနဲ့ပူပါမလို့ဒလန်ဖြစ်တယ်အခုငါပြောတာငါတက်တေထောက်တာသိတယ်နော်ဟိုမနေ့တနေ့ကချင်းပြည်နယ်မှာမအလာဘုံတက်လာတော့ကျဲတယ်ကျဲလိုက်တဲ့အချိန်မှာရဲမေ9ဦးသေးတယ်အဲ့ဒီရဲမေရဲ့စခန်းထဲမှာတက်ပဲကျဲလိုက်တာအဲ့ဒါဘာကြောင့်လဲသူ့ဦးလေးတင်ပို့တဲ့အတွက်ကြောင့်ဒီလိုသူ့ဦးလေးတင်ပို့တဲ့အတွက်ကြောင့်အဲ့တော့ PDM မှာလေ9ယောက်6ယောက်အဲ့ဒီစခန်းထဲမှာအကုန်သေးတာဒါသူ့ရဲ့ဦးလေးနော်ဒါသူ့ရဲ့ဦးလေးဒါသိလိုက်စစ်တောင်းနဲ့လက်တွဲပူပေါင်းတယ်တပ်ပုံတွေသူများကောင်ထဲထားတယ်သူတို့ရဲ့ကိုပိုင်အတန်ဖိုင်စစ်တပ်နဲ့ဘယ်လိုမျိုးစကားပြောလဲဆိုတာသူများအကောင်တက်ထောက်ထားနဲ့တင်ထားတယ်ဒါတွေကတော့တနိုင်ငံလုံးမသိဘူးချင်းကလူတွေပဲသိတယ်မမို့ဖော်မလူတွေအားလုံးသိမယ်နော်ဟိုခုနကတော့မမို့ဆဲတဲ့ညတော့မမို့ဆဲတဲ့ဖေလို့မအဲ့ဒီဗလဲဘောမတကောင်ကနာမည်မကျူကနော်သူကချင်းဘောမသူ့ရဲ့ဦးလေးလဲဒလန်ဖြစ်တယ်အဲ့ဒီဖေလို့မကနိုင်ငံသားမှာမထွက်ခင်မှာ तू ကအော်ဗလဲစစ်တပ်ကိုမကြိုက်ဘူးစစ်တပ်မထောက်ခံဘူး तू နိုင်ငံသားမှာ तू သွားလိုက်တယ်သွားရောက်တော့စစ်တပ်ရဲ့ဘောပြန်တော့မှတ်ပြီးတော့တော်လိုင်းရေးသမားတွေကိုနေ့တိုင်းဆဲဆိုစော်ကားချိန်မောင်းနောက်ပြီးတော့တော်လိုင်းရေးထောက်ခံတဲ့သူလည်းလိုက်ပြီးတော့ချိန်ချောက်အားမပေးသူအားမပေးဘူးပေါ့ကွာ तू တွေးခွဲတဲ့စကားထုံးစီတဲ့ဗလဲဟိုဆုံးလန်း PDF တွေရတဲ့သူတို့ရဲ့ချင်းလူငယ်တယောက်ကိုလည်းအသက်စစ်နေမဖြစ်သေးဘူးတော့ဖမ်းပြီးတော့တဲ့ဟိုဗလဲကချင်ပြည်နယ်မှာပို့လက်နဲ့လဲဘလို့လားအဲ့ဒါ तू ကပြောတာပေါ့နော်အဲ့ဒီခလေးလေးတေသွားတာအလောင်းတော့မရဘူးတဲ့အဲ့ဒါ तू ပြောတယ်ဒါပေမဲ့မမို့တေစာပြန်တော့လက်လာတဲ့အချိန်မှာအဲ့ဒီလူငယ်ကမအလာရဲ့ဒလန်ဖြစ်တဲ့အတွက်ကြောင့်သူများသူ့ကိုတစ်ခါတတိပေးတယ်သူမအလာစီမှာသူတတိပေးသေးတယ်နှစ်ခါတတိပေးတယ်သူကဆက်ပြီးတော့ပို့သေးတယ်သုံးခါသူများတတိပေးတယ် PDF ကသုံးခါတတိပေးတယ်အဲ့ဒီချင်းလူအဲ့ဒီလူငယ်တယောက်ကပေါ့နော်သူကဟိုမအလာစီမှာတတိတွေပို့သေးတယ်သုံးခါပြတော့သူများလည်းအေးယူလိုက်တယ်လေထိမမိနဲ့အေးယူလိုက်တယ်အဲ့တော့ဖေလိုမကသူရဲ့ဒလန်ချင်းသေးတဲ့အချိန်မှာသူပြန်တော့ကာကွယ်ပေးတာနော်တီသူလူထုတွေနားလွယ်မှုလွဲအောင် PDF တွေကအကျန်းဖက်သမားဘာညာတလက तू ကလိုက်ပြီးတော့ဟိုဝါဒဖြန့်နေတယ်ဒီဖေလိုမတော်အန်တရာကြီးလား तू ပြောတဲ့စကားတခွန်စီသေးတယ်နေတော့တော်လန်ရေးတာငိမ့်ချမ်းရေးဖြစ်လို့စင်ငါထောက်ပတ်ပေးမှာဗောတဲ့နေတော့လောက်တဲ့တော်လန်ရေးငိမ့်ချမ်းရေးမဟုတ်တာတဲ့ဟေးမြန်မာပြည်ကနေဘာခွဲမသားမင်းအောင်လိုက်ခွဲစားခင်းလိုက်တဲ့နောက်ပိုင်းမှာဘယ်မှာငိမ့်ချမ်းလို့လဲမငိမ့်ချမ်းလို့ငါတို့ပြန်တော့တော်လန်ရတာလေနေကဘာခွဲမသားမင်းအောင်လိုက်ရမြန်မာပြည်တနိုင်ငံလုံးကိုအမောက်ချပြီးတော့ငါတို့လူဆက်စစ်တဲ့ပြည်သူတွေအားလုံးကမြန်မာတနိုင်ငံလုံးပြန်တော့အလင်းရောင်တွေရစီအောင်ငါတို့အနာကတွေငါတို့နိုင်ငံတွေကောင်းလာအောင်ငါတို့ပြန်တော့တော်လန်တာမြန်မာပြည်ကြီးကကောင်းကြီးစစ်နေလို့ဆိုရင်ဘသူကအသေးခံမလဲဘသူက line ပေါ်မှာတက်ပြီးတော့ဆဲပြီးတော့အမောင်းခံမလဲဘသူကငွေကုန်ခံမလဲဖေလို့မရဲ့ဟမ်ဘသူကကွန်ပျူတာစုစုံလို့မလဲဟမ်ချီစာ
နိုင်ငံရေးတော်လိုင်းဆိုတာနေနားလေရလားဖေလို့မသူများသူ့ကိုဝိုင်းဆဲလို့လဲခံမနိုင်သူများသူ့ကိုဘောမပြောလဲခံမနိုင်နော်သူကိုနိုင်ကဘော3လုံး4လုံးကိုမှတ်ထားတဲ့ဖေလို့မစကားတစ်ခွန်းပြောလဲမအလားဘက်ကစကားတစ်ခွန်းပြောလဲမအလားဘက်ကစကား3ခွန်းပြောလဲတော်လိုင်းရေးကိုစော်ကားဟမ် PDF ကိုသူများထောက်ခံလဲလိုက်ပြောချင်းချောက်အမန်တရားတက်ပြောတဲ့လူလဲလိုက်ပြောချင်းချောက်ပြန်တော့ဆဲဟမ်အဲ့ဒီဖေလို့မရဲ့ပုံစံဘယ်လိုပုံစံလဲသိလားမပူတူလိုမျိုးနိုင်ငံသားကအဲ့ဒီဖေလို့မစကိုင်းမှုလိုမျိုးပြီတို့နော်သူထောက်ခံတဲ့သူ့ရဲ့ချင်းအဖွဲကမအားလားနဲ့ဖေလို့ပြခံတဲ့အဖွဲနော် PDF ဆုံးလဲအဖွဲဆိုတာအာနာစင်ကိုတော်လန်တဲ့လူငယ်တွေအဖွဲအဲ့ကြောင့်ငါပြောထားပြီးငါကပြည်သူဘက်မှာရပ်တည်တဲ့ဘက်တော်လန်ရဲ့အဖွဲမဆိုငါထောက်ခံတဲ့ငါဝန်းရံတယ်ငါအားပေးတယ်โอเคနော်ဒါပေမဲ့ပြည်သူဘက်မှာမရပ်တည်ဘူးဖာလိုမိုးလိုလီလိုနော်ခိုးရရောက်ဒီရောက်စစ်ခွေးနဲ့ဖေလို့ပြခံစစ်ခွေးဒလန်တွေလောက်စစ်ခွေးသစ္စာဖလောက်ကောင်လောက်လို့စင်ငါဆဲတာမှာဖေလို့မဒီမအေလို့တွေနော်ငါမျိုးပဲဖြစ်နေတော့မျိုးပဲဘယ်အမျိုးမဆိုစစ်ခွေးနဲ့ဖေလို့ပြခံလောက်လို့စင်ဆဲကိုဆဲမှာဒီချိန်ဒီခါမှာအာနာစင်အာနာယူတာနေ့တိုင်းရောက်မှာဘုံကျဲတပ်ဖြာဖန်စီနှိပ်စက်အမျိုးရောက်မှာနော်ငါတို့ကအီးပဲနဲ့ဟိုရောက်ဒီရောက်ဟိုငဲဒီငဲလောက်နေလို့စင်မအေလို့ငါတို့အကောင်တက်လို့မှာနော်မအေလို့ရခွေးငါတို့အကောင်တက်တော့ဖြစ်ရမှာโอเคနော်ဒီချိန်ဒီကမှာဆဲလို့မရဲဘူးတိုက်လို့မရဲဘူးဘာမှလုပ်လို့မရဲဆိုသူတို့ခွဲရဖြစ်သွားမှာအဲကြောင့်ဆဲတင်တာဆဲရမယ်ရိုက်တင်တာရိုက်မယ်တိုက်တင်တာတိုက်ရမယ်အားလုံးပြောထားမယ်နောက်တစ်ယောက်ဒီအောက်ဒန်ဆာဖေးတရားလိုမမျိုးရောက်မှမျိုးမစင်မကငါတို့အမေစုကိုပြောထားတယ် तू ကပေတင်ကြည့်တာပေါ့နော်အမေစုကတေသွားပြီးတဲ့သူ့ရဲ့စကားတခွန်ကြောင့်မြန်မာတနိုင်ငံလုံးပြည်သူလူထုတွေကဘလောက်ဝန်နေပြီးတော့စိတ်ကြေကွဲစိတ်ပြတ်သွားတယ်ဆိုတာဖာတရားလိုမဘာမှနားမလဲဘူးဖေလိုမဟမ်ငါတို့အမေစုကတေသွားပြီးပြောနေတာဒီဖေလို့မပေါ့ဟာစပပေတင်တွေတွက်ပြီးတော့ဖေလို့မဘာမှမသိနားမလဲဟာငါတို့အမေစုကိုအဲ့လောက်နဲ့နေပေးသေးချင်လို့စီနေ့အမေကိုတိုင်နေပြန်တော့ပေးသေးလိုက်ပါလားဖေလို့မရဲ့ဟာအခုငါပုတုကိုပြောနေတာဆန်းနေနေ့ကခွေးမသာပုတုနေ့ကတခိုးပုတုကဒလန်ပြလို့ငါပြောနေတာလေဖေလို့မရဲ့ဟာပုတုဒလန်ပြလို့စီဖေဒီရတွေစင်းစရာစီရမယ်လေအဲ့ဒါကိုငါပြောလိုက်လို့ငါအောက်တန်းစားတာပါလားအောက်တန်းစားဆိုတာနေဆိုတော့ခွေးမစစ်ဘူးမသိပါမသိတတ်တယ်ထောက်တာမသိအမေစုကတေပြီးပြောနေတဲ့နေဆိုတော့ဖာတရားလုံးမတေခါနေဖွားကြည့်ပဲအောက်တန်းစားမစစ်အမလေးငါတို့ပြောသေးတယ်တတိစီလို့စီမြန်မာပြည်မှာပြန်သွားငါရဲ့မျက်နှာကိုကြည့်နော်ငါရဲ့လက်မကိုကြည့်နော်ငါရဲ့ကိုလုံးကိုကြည့်လိုက်ငါမြန်မာပြည်မှာပြန်လို့စီနေရစစ်ခွေးနေရလင်ကဘယ်နှကောင်ကတတ်လို့ရလို့လေဖေလို့မရဲ့ဟာလိုင်းပေါ်မှာအမှန်တရားချပြလိုက်လို့နေတော့အောက်ဒန်ဆာမျိုးမစင်မတော်လာရေးကိုဖျက်လို့ဖျက်စီရလို့နေတဲ့ဖေတရားလိုမတွေမအေးလို့တွေကိုထိုင်ဆဲလိုက်လို့စင်နေတော့စစ်ခွေးတလားဆိုရင်အကောင်1000ကောင်1000တေလို့နိုင်တယ်လာပြောက်ထင်မသေးနဲ့ငါဆဲတဲ့စကလုံးတိုင်းမှာအလကားမရှိဘူးโอเคနော်ငါစိတဲ့အချိန်တိုင်းမှာနေတော့လိုမျိုးဖေရပြီးတော့ဟိုပြောဒီပြောဟိုလူကိုချိန်တေးလိုက်ဒီလူကိုချိန်တေးလိုက်ငါမလုပ်ဘူးအမှန်တရားမဟုတ်လို့စင်ငါမပြောဘူးအမှန်တရားမဟုတ်လို့စင်ငါအချိန်မကုန်ဘူးအမှန်တရားဖြစ်မှငါအချိန်ကုန်ခံပြီးတော့ပြောမယ်အကျိုးစီးမှငါပြောမယ်တော်လန်ရေးနိုင်ငံရေးနဲ့ပတ်သက်မှအဲ့ဒီလူကိုငါဆဲမယ်ရောက်မှလို့စင်ဒလန်ဖြစ်လို့စင်ခွေးချင်းခွေးချံခိုးစားဘဲပြတိုက်စားလို့စင်ငါပြောမှာအဲ့တော့နေလာတော့ပြောစရာမလိုဘူးပြည်သူအားလုံးက PDF တွေဖြစ်တယ်โอเคနော် PDF ရဲ့တောင်ကဘာလဲအာနာစင်ကိုတော်လန်ရမယ်တိုက်ထုတ်ရမယ်အာနာစင်ရဲ့တောက်တိုင်တွေကိုအမြင့်ဖြတ်ရမယ်အာနာစင်ရဲ့စစ်ခွေးဒလန်ပုတ္တတွေအလုံးကိုသိလို့စင်အကုန်လုံးစင်ထုတ်ရမယ်အာနာစင်စစ်ခွေးစစ်တာဒလန်တွေကိုတိတိချင်းနဲ့ဘာမှမလုပ်လို့စင်ပြည်သူလူထုကသူတို့ကိုမထောက်ပံ့ဘူးစင်ငါတို့ပြည်သူတွေအရောက်တိုင်းလာပြီးတော့ထောက်ပံ့တာကူညီတာငွေတွေကုန်ခန်းတာအချိန်တွေကုန်ခန်းတာအာနာစင်အာနာယူစစ်ခွေးစစ်တာဒလန်ပုတ္တတွေကိုအမြင့်ဖြတ်ဖို့အတွက်โอเคနော်ဖေလို့မအဲ့ဒါကိုငါပြောတဲ့စကားကငါနိုင်ငံသားမှနေပြီးတော့ဘယ်သူကဒလန်ဖြစ်လဲဘယ်သူကဘောမဖြစ်လဲငါအမှန်တရားတက်တေထောက်ထားနဲ့ချပြတယ်ဘယ်သူကတခိုးထမလူလိန်ညာဖြစ်တဲ့ဆိုတာငါတက်တေထောက်ထားနဲ့ချပြတယ်နော်မြေပြင်က PDF တွေရဲ့တောင်ဝါတော့သူတို့ရဲ့တောင်ဝါဘာလဲသူတို့ရဲ့တော့စစ်ခွေးကိုဆင်ရမယ်ဒလန်ကိုဆင်ရမယ်ဟုတ်ပြီးတော့ငါတို့ပြည်သူတွေကလွတ်မြောက်ဖို့အတွက်လာပြီးတော့လှုပ်တာလာပြီးတော့ပစပေါက်ပိုက်တာဘောငုံတာနော်နေလို့စပပေတင်အယူမလိုမျိုးဟိုလူကိုပေတင်တွက်လိုက်ဒီလူကိုပေတင်တွက်လိုက်မန်လည်းမမှန်ပဲနဲ့ခွေးစကားပြောတဲ့ကောင်မတွေမဟုတ်ဘူးအတော်တွေကလည်းမျက်မြေတက်တေထောက်ထားမရှိလို့စင်မဖော်ပြဘူးမပြောဘူးဖေလို့မရဲ့နေဆိုတဲ့စောက်ယူမချီဘရန်မအုံနောက်ကြမပြည့်တဲ့ဖေလို့မအဖွားကြီးဘုံမသိပါမသိနဲ့ငါတို့အမေစုရဲ့ပေတင်လိုက်တော့တွက်လိုက်အမေစုကတေသွားပြီးဘာညာတလကအခုကသူကယောက်ျားလေးဖြစ်သွားပြီလားဖေလို့မကိုပြောထားတဲ့စကားတခုကိုတောင်းယူဖတ်တရားလို့မအဖွားကြီးအောက်ဒန်ဆာမအဖွားကြီးဘုံမသိဘာမသိဘာမှနားမလဲငါတို့အမေကိုဟိုချိန်သိလိုက်ဒီချိန်သိလိုက်အဲ့လောက်တေးစေချင်လို့စင်နေအမျိုးအားလုံးကျွန်တော်ပေးသိလိုက်ဖေလို့မရဲ့နောက်ဆုံးတစ်ခုကနေပြောထားမယ်နေဆိုတဲ့စောက်ယူပေတင်မလေနေအမေစုကိုပြောကြတဲ့ကနော်ငါကတီးခံထားတာ
နင်းနာမည်ကိုလည်းငါမခေါ်ဘူးနင်းရဲ့ခွေးရုံးကိုလည်းငါမပြဘူးနော်အခုငါနာမည်ခေါင်းစဉ်တွေတပ်ပြီးတော့ဗာလဲဘာညာတလကငါပုတုပြောတာဖေလိုမကနာနေတယ်နောက်ပြလာပြမပြောနဲ့ငါတို့တော်လိုင်းရေးသမားတွေတော်လိုင်းရေးနာမည်ကိုမစွဲတဲ့နဲ့ငါတို့တွေကတော်လိုင်းရေးသမားငါတို့တွေက PDF နော်အခုငါတို့လောက်တာနော် PDF အလုပ်ပြည်သူကာကွယ်ရေးအလုပ်မင်းတို့ခွေးမျိုးတွေကိုငါတို့လာပြအချိန်မပြောင်းဘူးလာပြဖင်ရပြီးတော့ဟိုပြောဒီပြောမဟုတ်မှန်တယ်ဆွဆွဲငါတို့မလုပ်ဘူးဖေလိုမရဲ့အဲ့ဒါသိဖို့မင်းတို့မအေးလို့ဘောမအောက်တန်းစားတွေအားလုံး